အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မကတော့ Facebook အသစ်မှာတစ်ပြောင်းလဲလိုက်တဲ့စာတင်မဲ့နေရာကိုကျွန်မပြောပြချင်တယ်အရင်ကဆိုရင်ဒီမှာ Help and Support ဆိုတဲ့နေရာမှာနှိပ်လိုက်ရင် Report and Problem ဆိုတာပေါ်လာတယ်အဲ့ဒီနေရာမှာနှိပ်ပြီးမှလွယ်လွယ်ကူကူလေးကို Facebook ထင်းကိုစာပို့လို့ရတယ်ပေါ့နော်အခုအဲ့ဒီကောင်မရှိတော့ဘူးနော်အဲ့ဒီကောင်မရှိတော့တဲ့အတွက်တို့ကအဲ့ဒီကောင်စာဘယ်နေရာမှာတွားရမလဲဆိုတာကိုဒီနေ့ကျွန်မပြရမှာဖြစ်ပါတယ်အရင်တိုင်းပဲဒီနေရာမှာတော့တူတူပဲအပေါ်မှာနှိပ်လိုက်ပြီးတော့အောက်နေဆွေးပြီးမှဒီ Help and Support ဆိုတဲ့နေရာမှာနှိပ်လိုက်ဒီထိကတော့တူသေးတယ်နော်ဒီမှာမီးပြမယ် Help and Support အဲ့ဒီနေရာမှာနှိပ်လိုက်ရင်အရင်ကတော့ဒီနေရာမှာ Report and Problem ဆိုတာပေါ်လာတာပေါ့နော်အဲ့ဒီနေရာစာတင်ရတာပေါ့နော်အခုအဲ့ဒီကောင်မရှိတော့ဘူးနော်အဲ့ဒီကောင်မရှိတော့ဘူးအဲ့ဒီကောင်အစားတူတို့ကဘေးကောင်ကိုထည့်ထားတယ်လဲဆိုတာကိုပြပါမယ်အဲ့ဒီကောင်အစားနော်ဒီနီအောင်ပြထားတဲ့ support ဆိုတာထည့်ထားပါတယ်အရင်က report and problem အစားဒီ support ဆိုတဲ့နေရာမှာနှိပ်ပြီးမှစာတင်ရမှာဖြစ်ပါတယ်နော်ခုတို့အသင့်လောက်လိုက်ပြီးတချို့ဖုန်းမှာကြတော့အရင်အတိုင်းပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တချို့ဖုန်းမှာကြတော့တို့ဒီလိုပဲပေါ်နေပါပြီဒီ support နေရာမှာနှိပ်ပါမယ်နော်နှိပ်လိုက်ရင်ဒီလိုစာမျက်နှာရောက်လာတယ်ဒီမှာကြတော့ဒီအပေါ်မှာပေါ့နော်ဒီအပေါ်မှာကတော့ကိုယ့်ရဲ့ Facebook နီးနေဆိုရင်တူဒီမှာအချက်ပြတယ်ဝါတယ်ဆိုရင်ဒီမှာအချက်ပြမှာပေါ့နော်ကျမကတော့ကျမဖြစ်တဲ့ဟာအမှတူတော့အချက်ပြထားတာပေါ့နော်ကဲဒီကောင်ကိုကျမတို့ဖြည့်ရှင်းမယ်ဆိုရင်ဘယ်မှာနေရမလဲဆိုရင်ဒီနေရာမှာကြတော့ report problem ဆိုတာအရင်အစားဒီမှာပေါ်လာတယ်နော်အရင်အစားဒီနောက်မှာပေါ်လာတယ်အခုအဲ့ဒီကောင်ကိုနှိပ်ရပါမယ်အဲ့မှာနှိပ်လိုက်ရင်တော့အရင်ကနဲ့အတူတူပဲဖြစ်သွားပါပြီနော်အရင်ကနဲ့အတူတူပဲအောက်မှာအပြာရောင်လေးကိုနှိပ်လိုက်တော့ဒီစာမျက်နှာရောက်လာမယ်ဒီရောက်လာပြီဆိုရင်တော့ကိုတင်မဲ့နေရာကိုရွေးရမှာပေါ့နော်ကိုဖြစ်တဲ့အကြောင်းအရာကိုရွေးရမှာပေါ့ကျမက profile ဖြစ်တဲ့အတွက် profile မှာရွေးတယ်ပြီးတော့ဒီမှာကြတော့ကိုဖြစ်တဲ့ပြဿနာအကြောင်းအရာကိုရေးရမှာပေါ့နော်ဒီအောက်ကပုံပြထားတဲ့နေရာမှာကြတော့ခုနကို page နေတဲ့ပုံကို screenshot ရိုက်ပြီးမှဒီမှာပို့ရမှာပေါ့နော်ဝါရဲဆိုရင်ဝါတဲ့ပုံကို screenshot ယူပြီးဒီမှာပို့ရပါမယ်ပြီးတော့အပေါ်မှာကတော့ဒီလိုဖြစ်ရခြင်းအကြောင်းအရာကိုစာရေးပို့ရမှာပေါ့နော်ကိုဘယ်လိုဖြစ်ချင်တယ်လဲဆိုတာရေးပို့ရမယ်ကျမကတော့ကျမဖြစ်တဲ့ပြဿနာအကြောင်းအရာကိုရေးထားတာကိုကျမတခါတည်း copy ယူမှဒီမှာထည့်လိုက်တာပေါ့နော်အကုန်လုံးပြစုံကျမရေးထားပါတယ်ပြီးတော့အောက်မှာလည်းကျမဖြစ်တဲ့ပုံကိုပေါ့နော်ခုန screenshot ယူထားတဲ့ဟာကိုဒီမှာထည့်ပါမယ်နှစ်ပုံဆိုရင်နှစ်ပုံသုံးပုံဆိုရင်သုံးပုံပေါ့နော်အဲ့ဒါကိုမှထည့်ပြီးပြီဆိုရင်တော့အရင်ကနဲ့အတူတူပဲအပေါ်ကမြားလေးကိုနှိပ်လိုက်ရင်တော့သူ့အတူပြီးတော့ပါပြီနော်သူ့အတူတင်သွားပါပြီအဲ့ဒီနေရာမှာနှိပ်လိုက်ပြီးသွားပါပြီဒီမှာခဏလေးစောင့်ရအောင်ကဲရသွားပြီဒီလိုပေါ်လာရင်တော့ရသွားပြီနော်အဲ့လိုပဲကျေးဇူးတင်ပါတယ်နော်အရင်ကအကောင်အစားဘယ်မှာနေရမလဲဆိုတာလည်းပြောပြပြီးဆိုတော့အားလုံးပဲအဆင်ပြေပါစေဘိုင်ဘိုင်ကြည့်ရှုတော့အားလုံးကိုကျေးဇူးတင်ပါတယ်နော်